ဂလက်စီရဲ့3လတာတည်းမှာဖအံမြို့ကိုအလဲပတ်ရောက်ရှိခဲ့သလိုအရန်လှပတဲ့ဘန်ကောက်မြို့ကိုလည်းအလဲပတ်ရောက်ရှိခဲ့ပါတယ်ဂလက်စီချစ်သူများကိုမတူညီတာတွေနှိုင်းရှင်ပြချင်ပါတယ်ဘန်ကောက်မြို့ကိုသွားချင်ရင်တော့လေယာဉ်နဲ့တကူးတကသွားရပါတယ်ဖအံကတော့ကားပေါ်တက်စီလို့ခဏလေးတွင်မှာပဲရှောင်းနိုင်ပါတယ်ဒါကတော့ဘန်ကောက်ကိုရင်းထဲမှာနောက်တစ်ခုကတော့ဖအံမြို့မှာဈေးရဲ့ယူအတိုင်းရွေးချယ်ဝယ်ယူလို့ရတဲ့ကုန်စည်တန်းလေးပေါ့အဆက်ကျိတ်တက်တဲ့ဘန်ကောက်သားတွေဒီလိုပဲတည့်ရတီးကိုထောင်းစားလိုက်ကြပါတယ်ဖအံသားတွေအတွက်တော့ငပိနဲ့ရောစားမဲ့မြုပ်တီးကိုဒီလိုထောင်းတာကြဘန်ကောက်ရဲ့လမ်းမထက်တွေမှာရေစာရင်တော့ဘီယာပလင်းလေးတွေကိုဒီလိုပဲအလွယ်တကူဝယ်ပြီးတောက်တက်ကြပါတယ်ဖအံရဲ့ကြည့်လက်တွေမှာတော့ကင်ယူရအတိုင်းထန်းရည်ကိုဒီလိုပဲမော့ပြီးတောက်တက်ကြတယ်ဗျဘန်ကောက်ကိုလွတ်လပ်လပ်ရှောက်လေခြင်းဒီလိုတက္ကစီတွေနဲ့တုံးပြီးတော့တွားနိုင်ပါတယ်ဖအံမှာလေဖို့အတွက်တော့တုတ်တုတ်ဟာအကောင်းဆုံးပါပဲဒါကတော့ဘန်ကောက်မှာစီးရမယ့်ရထားပါဈေးလည်းကြီးသလိုစီးလို့လည်းကောင်းပါတယ်ခင်ဗျမြန်မာနိုင်ငံမှာတော့ဒီလိုရထားတွေပဲသုံးပြီးတော့စီးကြပါတယ်ဘန်ကောက်မြို့နဲ့ကိုက်ညီအောင်အလှစီထားတဲ့ပန်းလေးတွေပါကျွန်တော်မျက်စိထဲမှာတော့ဖအံမှာရှိတဲ့စဘာကင်းစင်းစင်းကြီးတွေလောက်တော့မလှပဘူးလို့ထင်ပါတယ်အကယ်၍ဘန်ကောက်မှာလေစီးမယ်ဆိုရင်ဒီလိုလှပတဲ့မြို့ပြရဲ့ရှုခင်းတွေကိုတမိတမောတွေ့နိုင်မှာဖြစ်ပါတယ်ဖအံမှာလေစီးရင်တွေ့ရတဲ့ရှုခင်းတွေကတော့အရှမ်းကို amazing ပါပဲဘဝမှာတခါမှမမြင်ဘူးတဲ့ရှုခင်းတွေကိုဖအံမှာလှလှပပကြီးမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျဘန်ကောက်မှာရှိတဲ့ဖူးကောင်တွေမှာတော့ဒီလိုပဲမီးရှိတ်စားနေကြတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဖအံညာစည်းထဲမှာရှိတဲ့ကရင်ဥဝတုတ်ဓမင်းဆိုင်ကလည်းဒီလိုအားကြမခံဘန်ကောက်ကိုစိန်ခေါ်နိုင်လောက်အောင်လှပတဲ့အခင်းချင်းတွေတွေ့ရမှာပါဒါကတော့ဘန်ကောက်ကအခင်းဆိုင်လေးပေါ့နော်ဖအံမှာတော့မရက်အကောင်လုံးကိုဒီလိုပဲကင်စားပလိုက်တယ်တကယ်တော့ဘန်ကောက်မှာရှိတဲ့ထိုင်းယူရဟင်းတွေကိုကရင်တွေပဲချက်ကြတာပါအရင်စားလို့ကောင်းပါတယ်ဖအံမှာရှိတဲ့ကရင်တွေကိုယ်တိုင်ချက်တဲ့ကရင်ယူရဟင်းရဲ့လက်ရာကိုတော့လုံးဝမမိဘူးလို့ပြောချင်ပါတယ်ခင်းနေရစားလို့ကောင်းတယ်လို့ဖော်ရည်မှုလဲရှိတာတွေ့ရပါတယ်ခင်ဗျာဘန်ကောက်ရဲ့ live sale မှာတော့ငါးတွေကိုစနစ်တကျဒီလိုရောင်းတာတွေ့ရတယ်ခင်ဗျာဖန်ကတော့အင်းနဲ့ဖော်လာတဲ့ငါးတွေကိုဒီလိုပဲပြစ်ချပြီးတော့ရောင်းလိုက်တာပါပဲကြောက်ဖျားမြစ်ကြီးဟာမြို့ပြရဲ့အငွေ့သက်တွေနဲ့အရန်လှပလွန်လာပါတယ်ဘန်ကောက်မြို့ကြီးကိုလည်းစိုက်စင်းကြည့်နိုင်တယ်ပေါ့ဗျာတန်လွင်မြစ်ကြီးကတော့ဒီလိုလှတာမဟုတ်ဘူးဗျတောတောင်တဘာဝတွေနဲ့စိမ့်ဆိုပြီးလှနေတာတန်လွင်မြစ်ကြီးရဲ့တဘာဝပါညနေခင်းရှူရင်းကလည်းအရန်ကိုဆွဲဆောင်မှုရှိပါတယ်ဒါကတော့ချစ်စရာကောင်းလို့နဲ့တိုင်းရင်းသားလေးတွေပေါ့ဟုတ်ကဲ့ဘန်ကောက်မြို့ကြီးဟာအရန်လှပပါတယ်ရှောက်လေတဲ့အခါမှာပျော်စရာလေးကောင်းပါတယ်ခင်ဗျဒါပေမဲ့ကျွန်တော်တို့တော့ဖအံငါပူလှတယ်လို့ထင်မိပါတယ်တင်တို့ရောခီးတောက်ခွင့်ရှိမယ်ဆိုရင်ဘန်ကောက်နဲ့ဖအံဘယ်ဟာကိုရွေးချယ်မလဲခင်ဗျာ